အားလုံးပဲမင်္ဂလာပါရှင်။ဖူလာမင်အချက်မြင့်တဲ့ဆောက်လုပ်ရေးကုမ္ပဏီကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။မန္တလေးမြို့ချင်းရီတာဆန်မြို့နယ်33လမ်းတင်6990ကျားမှာရှိတဲ့အိမ်ရောင်းလေးကိုဒီနေ့မိတ်ဆက်ပေးခြင်းပါရရှင်။ပေကျဲအနေနဲ့19ပေ106ပေအကျယ်ဝန်းရှိပြီးညောင်းလေလေးပဲဖြစ်ပါတယ်။ပိုင်ဆိုင်မှုအနေနဲ့ကရင်အမီပေါင်းနဲ့ရရှိမှာပဲဖြစ်ပါရရှင်။ဗီဒီယိုမှာမြင်တွေ့ရတဲ့အတိုင်း stage ထွေတာနှစ်ထပ်လုံးရှင်းအိမ်လေးပါရှိမှာပဲဖြစ်ပါရရှင်။ဈေးနှုန်းအနေနဲ့ကျပ်သိန်း2100ညှိနှိုင်းဈေးလေးခေါ်ဆိုထားပါရရှင်။လမ်းတင်လုံးချင်းအိမ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့လူပဲနေမလားဆိုင်မဲဖွင့်မလားရုံးမဲဖွင့်မလားအဖက်ဖက်ကအဆင်ပြေတဲ့နေရာလေးဖြစ်တဲ့အတွက်ဝဲဥထားတဲ့နေရာလေးထဲမှာပါပါတယ်ရှင်အခုပြောပြပေးသွားတဲ့လုံးချင်းရဲ့အယောင်လေးကိုစိတ်ဝင်စားတဲ့လူကြီးမင်းများအနေဖြင့်ဖိုးလာမေမန္တလေးရုံးမှတ်133လမ်းခွန်ကြောက်ခုကွန်ကြသို့လူကိုယ်တိုင်လာရောက်ဆက်သွယ်စုံစမ်းနိုင်တယ်လို့ဖုန်းနံပါတ်များဖြစ်တဲ့39ခုကွန်3ခုကွန်3 32နဲ့39ခုကွန်3ခုကွန်3 35တို့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ယူတာပွင့်လင်းဖိုးလာမင်းမှာအင်ချင်မြန်မာဆိုရင်ယုံကြည်စိတ်ချဖိုးလာမင်းကိုသာဆက်သွယ်လိုက်ကြပါရှင်